မင်္ဂလာပါဆက်လက်ပြီးတော့မှ TPV version 3ရဲ့ဒုတိယဗီဒီယိုဖိုင်ကိုကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးတော့ပါမယ်ဆိုတော့ကျွန်တော်တို့ဒီ TPV app ရဲ့ဒီ version 3မရှိသေးဘူးဆိုရင်ကျွန်တော်တို့ဒီ Play Store မှာပေါ့နော် Play Store မှာသွားပြီးတော့မှဒီအောက် search ကိုနှိပ်မယ်ပြီးတော့မှဒီ TPV ပေါ့နော် TPV app ရတယ်တူတူပဲဒီထဲမှာapp ဟို basic တော့မှာဒီ2.1ကို install လုပ်ထားပြီးသားဆိုရင်တော့ update လို့ပေါ်နေမယ်ဘာမှ install မလုပ်ရဘူးဆိုရင်တော့ install လို့ပေါ်နေမှာပေါ့နော်အဲ့တော့ဒီ 3.0 ကို install လုပ်ပြီးသားဆိုရင်တော့ open လုပ်ပဲပေါ်နေမှာပေါ့နော် okay အဲ့တော့မလုပ်ရဘူးဆိုတာပြီးတော့မှလုပ်ထားပေးပါပေါ့နော်အဲ့တော့ဒုတိယပိုင်းဗီဒီယိုဖြစ်တဲ့ဒီ editor page ပေါ့နော်ဒီ editor page မှာကကျွန်တော်တို့အရင်2.1မှာကတော့ editor page မဟုတ် export လို့ရေးထားတာ export ဆိုတာကဒီ calendar ထုတ်တာပေါ့နော်အဲ့တော့ဒီ editor ဒီ calendar ပုံလေးနဲ့ကကျွန်တော်ကတွက်ချက်တဲ့အပိုင်းတွေကဏ္ဍ site ဆွဲတဲ့ပုံတွေပေါ့နော်အဲ့တော့အခုကကျွန်တော်ကဒီပုံတော့မပြောင်းဒီ export ဆိုတဲ့နေရာမှာ editor လို့ပြောင်းထားတာပေါ့နော် editor ဆိုတာကဒီတွက်ချက်တာတို့ကဏ္ဍရှာဖွေတာတို့ site ဆွဲတာတို့ calendar ထုတ်တာကုန်ပါမှာပေါ့နော်အဲ့တော့အဲ့ဒီ calendar ထုတ်တာကဒီအပေါင်း cloud ထဲမှာထည့်တာပေါ့နော်ဒီအပေါင်း cloud မှာဆိုရင် import image ရဲ့ explorer section new element ဆိုတာကကျွန်တော်တို့ကဒီနောက်မှာ element အတစ်လောက်တာနော်အဲ့တော့ဒီ calendar ထုတ်တဲ့အပိုင်းမတွားခင်လေဒီစာမျက်နှာလေးကိုကျွန်တော်အနေရှင်းပြပေးရှင်တယ်ဒီသူက my dashboard ပေါ့နော်ဒီ dashboard စာမျက်နှာပေါ့အဲ့ဒီထဲမှာဒီအပေါ်ဆုံးမှာ project ဆိုတဲ့ project ရဲ့ဒီ project အပိုင်းရှိတယ် project မှာကျတော့၃မျိုး all project ရဲ့ live project ရဲ့ image project ရဲ့ဒီ all project ဆိုတာဒီ live project နဲ့ image project နှစ်ခုကိုစုပြီးပြရတဲ့ project ကိုပြောတာအဲ့တော့ဒီ live project ဆိုတာဘာပြောလဲဆိုတာကကျွန်တော်တို့ဒီ TPV app ကနေထုတ်ထားတဲ့ calendar ကို calendar နဲ့ဒီ site ဆွဲထားတွေ တိုက်ရိုက်ကဏ္ဍရှာဖွေထားတွေကို live project အနေနဲ့ကျွန်တော်တို့ကဒီမှာသတ်မှတ်ပေးထားတာပေါ့နော်ဒီ image project ဆိုတာကဒီအပြင်ကနေ import ရှိလုပ်တာအော်ဒီကန်တာကိုနှိပ်ပြီးတော့မှ import ပဲလုပ်နောက်ပြီးတော့မှခဏလေးနော်ဘယ်လို cancel လုပ်ရမလဲ okay အဲ့တော့ကျွန်တော်ကဒီထက်မှမရှိဘူး gallery ထည့်ဝင်လိုက်မယ်အဲ့ထက်ကနေ picture ကျွန်တော်ဒီတစ်ခုလေးထည့်လိုက်မယ်နော် okay ဒါဆိုရင် calendar ဟိုပါပေါ့ calendar ဝင်တော့ဟဲ့ကွာအဲ့တော့ဒီ input ကနေဒါလေးကိုနှိပ်ပြီးတော့မှပဲ input ရှိလို့လို့ဒါကိုနှိပ်ပြီးတော့မှပဲ input ရှိလို့လို့အတူတူပဲเนาะဒါလေးကျွန်တော်တစ်ခုလုပ်လိုက်မယ်เนาะ okay အဲ့တော့သူကဒါဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်ဒါလေးကိုယူလိုက်မယ်အဲ့ဒီထဲမှာ view ဆိုတာကြည့်တာပေါ့เนาะအဲ့ edit ကိုတောင်းလို့ဆိုလဲ edit ကိုတစ်ခါလေးဒါဆိုရင် edit page ကိုရောက်သွားတယ်ကွာedit ဆိုတာကတော့ကျွန်တော်ကဒီ site ဆွဲတာပေါ့เนาะ site ဆွဲတာကျွန်တော်နောက်ဆက်နမူနာဝင်ဆွဲတယ်ဒီတစ်ခုလေးအရင်ယူလိုက်မယ်ပြီးတော့မှဒီလိုလေးဟိုအလုပ်လိုက်မှာပေါ့နော်အဲ့တော့ခုလိုသူတို့အသေးအခြေကုန်းဆွဲလို့ရတယ်ပြီးတော့မှဒါကိုပွားမစလဲရတယ်ဒါကတော့နမူနာလေးပေါ့ဒါလေးကိုကျွန်တော်တိတက်အသေးစိတ်ကိုကျွန်တော်ထပ်ပြီးရှင်းပြပေးမယ်ပေါ့နော်အဲ့ဒီဆွဲတဲ့ဥစ္စာတွေကိုဒီ zip လုပ်မယ် project အနေနဲ့ zip မယ်နော်ဒါဆိုရင်အဲ့မှာ image project အနေနဲ့ပေါ်လာတာပေါ့နော်ဒီ live project ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီတခါနေတိုင်း export လုပ်မယ်နော် export လုပ်မယ်အဲ့တော့အဲ့ဒီကောင်လေးကို live project ကိုကျွန်တော်ခဏမှဆက်ပြောပြပေးမယ်နော်နောက်တစ်ချက်ကပါလဲဆိုတော့ဒီ image project ကိုပေါ့ဒီ project ကိုခုကိုဖွင့်ပြီးတော့မှဒီ save လုပ်နေရမှာ project အနေနဲ့ save ပါရေး image အနေနဲ့ save ပါရှိတယ်အဲ့တော့ကျွန်တော် image နဲ့ save လိုက်မယ်ဒါဆိုတော့ image နဲ့တင်ပြီးတော့အဲ့ image ကိုဒီထဲမှာတော့လာတင်ပြီးတော့တာပေါ့နော်အဲ့ဒီတော့နောက်တစ်ခုအနေနဲ့ကျွန်တော်နည်းနည်းလေးဟောလုပ်ပေးမယ်ဒါကတော့ TPV folder အနေနဲ့ထုတ်ပေးထားတာအဲ့ဒါကိုကိုပိုင် folder လေးစောက်ရရွေးလိုက်ပဲပေါ့နော်အဲ့တော့ဒါ hello ပေါ့နော်ဒါ send တာပေါ့နော် hello ပေါ့ဒါဆိုဒီမှာ folder ပေါ်လာမယ်အဲ့တော့ဒီ folder ထဲမှာကိုဘယ်ပြောမလဲ site ကမှာထိတ်စီ site ခါဆိုလဲခါ site ပေါ့နော်ဘယ်အချိန်ရဲ့အတွက် site ဆိုကိုဒီမှာ folder လေးပေးပြီးတော့မှဥမာထားလိုက်ပါဒီ connect ထားတဲ့ folder ကိုဒီလိုဟို long press ပေါ့နော်ဖိထားပြီးကြာလေးဖိထားမယ်ဆိုရင်ဒီပေါ်လာမယ်အဲ့ဒီမှာကိုဒီ new ဒါလေးကိုနှိပ်လိုက်ဒါဆိုရင် hello ပေါ့ဒါဆိုရင် hello folder ထဲရောက်သွားလိမ့်မယ်နော် hello folder ထဲရောက်သွားလိမ့်မယ်
နောက်တစ်ချက်ကပါလဲဆိုတော့ဘယ်လိုလုပ်လို့ရအောင်ဆိုတော့ဒါလေးကိုနှိပ်မယ်ပြီးဒါလေးကိုဖြည့်ပြီးတော့မှဒီနေရာမှာဟိုဒီအပေါင်းဒီအပေါ်ပေါ့နော်ဒါဆိုရင်တခါလေးကျွန်တော် TP app ကို put တင်လို့ရတော့နော်အဲ့လိုမဟုတ်ဆိုရင်ဒီလိုဖွင့်ကြည့်ပြီးတော့မှလည်းဒီ app ကိုနှိပ်ပြီးတော့မှလည်းတင်လို့ရဒါဆိုရင်တခါလေးဒီကိုရောက်တော့တယ်ပေါ့နော် okay ဆိုတော့နောက်တစ်ချက်ကဒါရအောင် import ရှိမရအောင်ဒါဆိုရင် cleaner ထုတ်တဲ့ပိုင်းတော့ရအောင်နော်cleaner ထုတ်တဲ့ပိုင်းနဲ့ဒီ light project နဲ့ဆက်မှုပုံလေးရှင်းပြပေးမယ်ပေါ့နော်ဒါတော့နေမယ်export search အဲ့တော့ဒီ export search မှာလည်းပဲဘာကောသွားလဲဘာပို့လာလဲအများကြီးကျွန်တော်ပြင်ထားတယ်ဒီထဲမှာက stock ဆိုတဲ့2D cleaner ထုတ်လို့ရပါပြီနော်ဒါ 2D သမားတွေ2D သမားတွေကိုကျွန်တော်က 2D တော့ကျွန်တော်တိုက်ရိုက်ဒီမှာမရေးထားဘူး stock လို့တုံးထားတယ်เนาะအဲ့တော့ stock ဆိုတာ 2D လို့နားလည်ပြီပေါ့เนาะဆိုတော့ဒီညမှာပြီးတော့မှ L6 N3 L2 ပေါ့เนาะအဲ့တော့ဒီညမှာကအရင် version နဲ့ပိုကောင်းအောင်ပိုမြန်အောင်ပိုရှင်းအောင် clear ပိုဖြစ်အောင်ပြင်ဆင်ထားတယ်အရင်တော့ဒါလေးကိုအရင်တော့ကဘယ်လိုပြောမလို့ဒီမျိုးပေါ့เนาะဒီလိုများလေးနေအရှိထွက်လာတယ်เนาะအဲ့ဒီဟာကိုကျွန်တော်ရှုံလိုက်တာအဲ့တော့ဘယ်လိုပိုကောင်းသွားလဲဆိုတော့ပထမတစ်ချက်က data type အမျိုးအစားပါဒီ chart configuration မှာ data type အမျိုးအစားပြီးတော့ calendar အမျိုးအစားရွေး 2D calendar လား6လုံးထိ calendar လား3လုံးထိ calendar လားဒါမှမဟုတ်ဒီ3လုံးထိနဲ့တွဲထားတဲ့နှလုံးထိ calendar လားအဲ့တော့ calendar type အမျိုးအစားကိုအရင်ရွေးမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကို2D ကို distort ဆိုတော့ 2D ကိုအရင်ရွေးမယ်เนาะ okay အဲ့ဒီမှာဒီ chart လေးရောက်မှာအဲ့တော့ဟုတ်ပြီဒီ 2D တောင်မှဘယ်လိုဆရာမျိုးလဲ full shot လား singular လား total ပဲလား total ပဲ only လဲအဲ့တော့ဒီညမှာကfull research ဆိုတာကကျွန်တော်တို့ကအခုမြင်နေရတဲ့အရှိတိုင်းကိုထုတ်တာ single table ကြတော့ဥမာထားလိုက်ပါတော့ကဏ္ဍက1နှစ်တုံရှိစဉ်1ကိုကဏ္ဍတစ်ကွက်2ကိုတစ်ကွက်3ကိုတစ်ကွက်အဲ့ဒါကို single table လို့ခေါ်တယ်with total ပဲကြတော့ဒီကဏ္ဍရဲ့ပေါင်းလိုက်တန်ဖိုးဖြစ်တဲ့ break ကိုအပေါ်မှာတင်ထားတဲ့ calendar ပုံစံ total ပဲ only ကျတော့ break detect calendar ပေါ့နော် okay ရပြီအဆင်ပြေမလို့ထင်တယ်မပြေဘူးဆိုလည်းပဲဒီ comment မှာမေးလို့ရတယ်comment မှာမှတ်ပြီးတော့မေးလို့ရတယ်နော်အဲ့တော့နောက်ချက်က select data type ဆိုတာကဒီ 2D နံပါတ်3မျိုးရှိတယ်stock data PM နှစ်ခုလုံးပါတဲ့ဟာပြီးတော့မှ AM only PM only ပေါ့နော်အဲ့တော့ကျွန်တော်က AM PM နှစ်ခုလုံးယူလိုက်မယ်ပြီးတော့ start date မှာကျတော့ကျွန်တော်3နှစ်ပဲထည့်ထားတယ်လောဆယ်2026ဆိုတော့2026နဲ့သွားမယ်အဲ့တော့ week အဲ့တော့ဒီနေရာမှာ mix လို့ mix လေတက်တယ်နော်ဒီ 2D နဲ့ 3D နဲ့ဖွဲ့စည်းပုံမတူဖွဲ့စည်းပုံကိုရဲ့အရင်ဗီဒီယိုမှာလည်းကျွန်တော်ရှင်းပြပြီးတော့ဒီ 3D မှာကျတော့သူကအကြိမ်နဲ့ဖွဲ့စည်းတယ်တစ်နှစ်မှာ24ကြိမ်ဆိုအဲ့လိုဖွဲ့စည်းထားတယ်ဒီ 2D မှာကျတော့ week နဲ့အပတ်စဉ်နဲ့ဖွဲ့စည်းထားတာအဲ့အပတ်စဉ်ကိုတစ်လကို4ပတ်လိုမျိုးတက်မယ်ဆိုရင်သူဘယ်လိုပြောမလို့ဒီလတစ်လရဲ့ဒီကုံဆုံးရက်ကအပတ်နဲ့နောက်တစ်လရဲ့ပထမအပတ်အစားတွေမှာရောထွေးနေရှုပ်တာပေါ့နော်အဲ့ဒီခါကျတော့တစ်နှစ်ပတ်လုံးကိုကျွန်တော်တွက်ချက်ထားတာပေါ့နော်တစ်နှစ်ပတ်လုံးမှာသူ52ကြိမ်52 week ပေါ့နော်52ပတ်ရှိတယ်နှစ်ရှိတယ်53မရှိတယ်ပတ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်လေး2025တစ်ချက်တော့ချိုးကြည့်အောင် okay 2025မှာကျတော့52ပတ်ပဲရှိတယ်နော်အဲ့တော့2026မှာကျတော့သူ53ပတ်တော့ရှိတယ်အဲ့ဒါမတူဘူးပေါ့နော်အဲ့ဒီဟာတွေကတော့မိတ်ဆွေတို့ဟိုအထူးတလဲမှတ်ရတော့မလို့ပါဘူးဘယ်နှစ်ကဘယ်နှစ်ပတ်ရှိပြီလဲဆိုတော့အထူးတလဲမှတ်ရမလို့ပါဘူးเนาะဒီကတော့ဒီကျွန်တော်တို့ရဲ့ဒီ system ကနေ automatic တွက်ချက်ပေးပြီးတာပေါ့နော် okay အဲ့တော့ကျွန်တော်အဲ့ဒါလေးတစ်ချက်တော့ကြည့်အောင်เนาะအဲ့တော့ကျွန်တော်တို့ကဒီ2026 week ကိုယူရမယ်အဲ့တော့လက်ရှိ week ကကျွန်တော်ရှေ့ video မှာပြောနေ week ကအခုလက်ရှိ week က14မှာเนาะဒီ14ထဲမှာကိုလက်ရှိ week က14အဲ့တော့ကျွန်တော်တို့ကဒီ week 1ကနေစယူလိုက်မယ်เนาะအဲ့တော့2026အဲ့တော့ end date ကိုလည်း2026week 14မှာဆိုတော့ဘာယူရမှာလဲဆိုတော့ကျွန်တော်တို့ကယူရမှာက2025လောက်ကြာယူလိုက်မယ်နော် okay
အဲ့တော့နောက်တစ်ချက်ကဘာပြရမှာလဲဆိုတော့ဒီ customize device setting customize device setting ဆိုတာကျွန်တော် message တော့တုံးခဲ့ပူပြီးသားပေါ့နော်အဓိကတော့ကျွန်တော်တို့ထုတ်မဲ့ဒီဆရာကွက် calendar ဆရာကွက်နဲ့ပတ်သက်တဲ့စာလုံးအသေးအကြီးပြီးတော့မှစာလုံးအသေးအကြီးကိုပြီးတော့မှဆရာကွက်အကြီးကြီးတို့အကုန်ချိန်လို့ရတယ်အဲ့ကြောင်လေးရောနော်အဲ့တော့ဒီညမှာဆိုရင်အဲ့ကြောင်လေးပြောင်းလဲတာတော့ကျွန်တော်ထူးတဲ့တော့မရှင်းပြတော့ဘူးနော်အဲ့တော့ဒါလေးတွေတော့အကုန်လုံးဒါ message တော့ထူးတဲ့မရှင်းပြတော့ဘူးအဲ့တော့အရာမလို့ဒါလေးပိတ်ထားလိုက်ပါနော်အဲ့တော့နောက်တစ်ချက်ကဒီမှာက calendar 2တဲ့ calendar နဲ့ဆရာမှာနေကွဲတာပါလဲဆိုတော့ဒီ 5am pm ဆိုတော့ဒီအပေါ်အတိုင်းနေပါပြောတာအဲ့တော့ high date ဆိုတာ date ကိုပြောတာနော်အဲ့ date မပိုင်ဘယ်လိုပြောမလို့တချို့ကျတော့ date နဲ့တွက်တယ်တချို့ကျတော့ date နဲ့တွက်ပေါ့နော်အလွတ်ပေါ့နော်ဒါဒီပုံစံထုတ်တာဆိုတော့ဒီမှာ tag okay ဒါတိုင်တယ်တွေအဲ့တော့ကောင်းစင်ပေါ့နော်တိုင်တယ်ကောင်းစင်အကြောင်းပြီးတာ font style font အသေးကြီးအထူအပါတို့ပြီးတော့မှဒါ layer spacing ဒါကြတော့အကွာဝေးပေါ့နော်ပြီးတော့မှနောက်တစ်ခုပေါ်လာရှိဒီအပိုင်းတော့ကျွန်တော်မရှင်းပြတော့ဘူးเนาะဒါတွေကတော့ကျွန်တော်အရင် mix ဆိုတာတုတ်တာဟိုဘယ်လိုပြောမလဲအရင်ကရှင်းမှတ်ကလေးပါတယ်ပါခဲ့အကြောင်းအရာတွေကိုနည်းနည်းပါးပါးထပ်ပြင်ဆင်ထားတာပုံစံလေးနည်းနည်းပါးပြင်ထားတလောက်ပဲပေါ့နော်အဲ့တော့ဒီမှာဘာထူးခြားလဲဆိုတော့ပွားယူတာဒီလိုတစ်ခုပွားတဲ့ဟာကိုဒီလိုဘီတိုက်လာတော့မှအထက်အောင်လာဒီလိုတစ်ခါတွဲလို့ရအောင်ပြီနော်ဒီလိုလေးလုပ်ပေးထားတယ်အဲ့မှာကိုငါအခုထိပွားလို့ရလုပ်ထားတယ်ပေါ့နော်ဒီလိုလေးရတယ်โอเคဒါလေးပဲထူးခြားမှုရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီနံပါတ်ကိုကျွန်တော်ကheight date ကိုကျွန်တော်ခဏ height ထားလိုက်မယ်နော်ဒီ height date ဆိုဒီ date ကိုပြောတာနော် height date ကိုဒါပြောတာကျွန်တော်ဒါမိတ်ဆွေလို့ရှင်မိတ်ဆွေတို့ကိုဟိုထည့်ထားလို့ရတယ်အဲ့ဒါမိတ်ဆွေတို့အတဲ့ပုံမူတည်ပြီးတော့မှheight ထားရှင်မိတ်ဆွေတို့တဘောပေါ့နော် okay အဲ့ဒါပြီးကျွန်တော်က apply sorry ကျွန်တော်ငါခုယူရမှာကျွန်တော်တစ်ခုပဲယူလိုက်မယ်နော်ပြီး apply လုပ်လိုက်မယ်ပြီး search တက်လို့ဒါစထွက်လာပြီအဲ့တော့လုံးဝ 2D ကိန်းတာဆက်ရအောင်နော်အဲ့တော့ height date ကိုကျွန်တော်တစ်ချက်ပြန်ထည့်မယ်sorry height npm နဲ့npm မ height ဘူးတော့လည်းမ height ဘူးဒီပုံစံရထုတ်ကြည့်မယ်နော် am လား pm လားရလားခွဲရရဲ့ပြီးတော့မှ date ထည့်လိုက်ရပေါ့နော် apply လုပ်မယ် search တက်လုပ်မယ်အဲ့ဒါဒီမှာပေါ်လာပြီနော်အဲ့ဒါဒီမှာပေါ်လာရင်ဒါဆိုရင်နောက်ဆုံးထပ်တော့တာကတင်ငါနှစ်တော့ဒါဆိုရင်ဘယ်နှစ်ကထပ်တော့တယ်ပေါ့နော်ဒါတွေမထွက်သေးဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော် height date တစ်ချက်တာလုပ်မယ်နော် height date ကဘာလို့ height date ကိုလုပ်တာလဲဆိုတော့အဓိက connect ရှာလို့ရအောင်နော် height အဲ့ဒီ date ကိုမ height ထားအောင်စ connect ရှာလို့မရဘူးနော်ဒီမှာဆိုရင် save လုပ်ရတယ် okay အဲ့တော့ဒီနေရာမှာကိုဒါ2D save ပါကြကျွန်တော် device ထဲရောက်တော့မှာပါနော်okay အဲ့တော့ကျွန်တော် 2D ကို okay အဲ့လုပ်မယ် export search လုပ်မယ်အဲ့တော့search data name ဒါကျွန်တော်ခုနရွေးရတဲ့အတိုင်းရှိနေရပါတော့ search data name ဒီနေရာမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကိုတစ်ခါတည်းစစ်ဖတ်လို့ရတယ် edit ရှစ်လုပ်လို့ရတယ် edit ဆိုတာဆွဲတာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော် file တွေကိုကျွန်တော်မပြောခင်မှာအဲ့တော့ link မျိုးတစ်ချောင်းနဲ့ဆိုတစ်ခါတည်းဆွဲတော့အောင်ပါနော်တစ်ခါတည်းဒီလိုဆွဲတော့အောင်ပါနော်တစ်ခါတည်းဆွဲတော့အောင်ပါ pixel လေးဆိုတော့ဒီအနိကဒီဆရာကွက်ကိုအနိကဆွဲတာရဲ့နောက်ပြီးတော့ဆရာကွက်ကိုရွှေ့တယ်ကြတော့လက်ညှိုးနဲ့ချောင်းတုံးဝင်ရမယ်ပေါ့နော်လက်ညှိုးနဲ့ချောင်းကိုတပြိုင်လေးဖိမယ်ဖိပြီးတော့ဘိညာဆွဲမယ်ထက်ဆွဲလို့ရတယ်ပြီးတော့မှအနိကဆွဲမယ်နော်လက်ညှိုးနဲ့ချောင်းတုံးရမယ်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာကဒီဖုန်းနဲ့မဟုတ်အပြင်ဖုန်းနဲ့မဟုတ်ဘူးเนาะ physical device မဟုတ်တဲ့အတွက်sorry ဒီကောင်က physical device ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကလက်ညှိုးနဲ့ပို့လို့မရအောင်ကျွန်တော်တို့ဒီ mouse scroll နဲ့လုပ်နေရတာပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့က loss ကိုကျွန်တော်ကပြမှာကဆွဲတာတစ်ချက်ပြပေးမယ်ပေါ့เนาะဒီဆွဲတာကတော့ဒီထဲမှာ collision နဲ့ shape ပုံသဏ္ဍာန်အမျိုးမျိုးတုံးလို့ရတယ် arrow rectangle ရှိတဲ့ cycle line arrow curve ပေါ့နော် arrow rectangle လေးဆွဲမယ်ပေါ့နော်အဲ့တော့ဆွဲနေရမှာခေတ္တလေးဆွဲမယ်အဲ့တော့ဒီမှာ miss လို့တီးထားမိလားမသိ automatic အရင်ဖြူအောင်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီကောင်က fake ကလားfake ကလားဒီကောင်ကအဲ့တော့ဒီမှာနားလည်ဖို့လိုအပ်တာကပါလဲဆိုတော့ဒီ
အဲ့တော့ဒါက 2D ဆိုပေမဲ့လည်းပဲ 3D ရဲ့ 3D ဆွဲတဲ့သဘောရမှာတူတူပဲနော်တူတူပဲနော်အဲ့တော့ဒါလေးကဟိုကိုနဲ့မဆိုင်ဆိုပေမဲ့လည်းပဲဘယ်လိုပြောမလို့ဒီ 2D ကကိုမကြည့်ဘူးဆိုပေမဲ့လည်းပဲဒီဆွဲတာကြတော့ 2D ပဲဖြစ် 3D ပဲဖြစ်အတူတူပဲပုံမဲ့တစ်ထည့်ပေါ့နော်အဲ့တော့ကျွန်တော်ကပုံအနေနဲ့သာထည့်မယ်ဆိုရင်အခုလိုမျိုး automatic ဖြုံလို့မရအောင်အဲ့တော့ဒီနေရာမှာကနှစ်ပိုင်းခွဲရတိဖို့လို့တာကကိုဆွဲတဲ့ဥစ္စာက fail လား stroke လားဆိုတိဖို့လို့တယ်အဲ့တော့ stroke ကိုကျွန်တော်ကလုံးဝကို short ထားလိုက်မယ်နော်ဒါ color short ဒါ color short နော်အဲ့တော့ကျွန်တော် fail ကိုပဲကျွန်တော်ဒီမှာသုံးမယ်အဲ့တော့ fail ကိုသုံးမယ်အဲ့တော့ fail ကိုဒီမှာ down show လို့နည်းနည်းကြည့်လိုက်မယ်ဒါ down show ပေါ့နော်ဒီ down show အဲ့တော့ရပြီအဲ့တော့ color ကိုဒီလိုမကြိုက်ဘူးokay အပြတ်ထားလိုက်မယ်ဒီမှာ color အဲ့မှာမကြိုက်ရင်လည်းဒီ search မှာဒီ custom color ထဲမှာဒါပြီးတော့မှရေးလို့ရတယ်ဆိုတော့ဒီနေရာမှာကအကဲမဲ့ကတလုံးတစ်ပဲလုံးမယ်ပေါ့နော်အဲ့ဒီဘေးကတငယ်တလုံးပဲလုံးမဆက်လည်းပဲတငယ်တလုံးပဲတော့ဖြူသွားတယ်ခွန်ကလုံးဝမဖြူသွားဘူးเนาะအဲ့လိုရှိတယ်အဲ့လိုလုပ်လို့ရတယ်ဒါတစ်ချက်နောက်တစ်ချက်ကအဲ့တော့ဒီဆွဲတဲ့ပိုင်းကိုကျွန်တော်ထပ်ပြီးတော့ကျွန်တော်တီတန်ထပ်ပြပေးမယ်เนาะတီတန်ထပ်ပြပေးမယ်ပေါ့နော်အတိတ်ကနားလည်ထားမှာကလက်ညှိုးတစ်ချောင်းနဲ့ဆိုရင်ပို့ဆွဲတာကိုလိုလာကိုဆွဲတယ်လက်ညှိုးတစ်ချောင်းဆိုရင်ဘယ်ညာထက်အောင်ရွှေ့တာရယ်ပြီးတော့မှzoom in zoom out လောက်တာရယ်ပေါ့နော်အဲ့တော့အခုတော့15မိနစ်16မိနစ်လောက်ရှိပါပြီဆိုတော့အရင်ကြောင်အောင်ပါဆိုလို့နော်အဲ့တော့ကျွန်တော်ဒီမှာနည်းနည်းလေးထပ်ပြရှင်းတဲ့ကဒီ project ကိုကျွန်တော် save လုပ်လိုက်မယ်နော်save လုပ်လိုက်မယ်okay save လုပ်လိုက်မယ်ဒါ save project ကဘယ်ထည့်ရောက်သွားလဲဆိုတော့ okay ဒီမှာ live project ပါလာပြီနော်live project ပါလာပြီအဲ့တော့ဒီမှာဒီ live project မှာတစ်ခုရှိတယ်ကျွန်တော်တို့ခုနက image နဲ့တွေ့တဲ့ project ကတစ်ခုရှိတယ်အဲ့တော့ဒီမှာ miss 3ထားမိလားမသိဒီနေရာက image ဖြစ်တဲ့အတွက်တော့ဘယ်လိုပြောမလဲအပေါ်မှာအုပ်ထားတဲ့ခါကျတော့ဒီသူ့ရဲ့ fake ကလာပေါ့နော်အယောင် share ဥစ္စာကလုံးဝကိုအပြည့် 100% တည်လို့မရဒီမှာကျတော့နောက်ခံနေဖြူနေရနော်ဖြူလဲဆိုတာကဒါအပြည့်တင်တယ်တော့ကိုနောက်ခံ automatic စာလုံးဖြူပေးတာအဲ့လိုလုပ်ပေးထားတာပေါ့နော်အဲ့တော့ live project နဲ့ဒီကျွန်တော်ဒီ TPOA app ကနေ calendar ကို direct ထုတ်ပြီးမှတွက်ချမ်းရင်ဆိုရင်တော့အရင်ပို့ပြီးတော့မှကောင်းတယ်ပို့အဆင်ပြေတာပေါ့နော်အဲ့တော့ဒီပုံလေးကျွန်တော်တစ်ချက်စစ်မယ်နော်ဒီပုံလေးကိုကျွန်တော်တစ်ချက် save လုပ်မယ်နော်တစ်ချက်ဒါလေးကိုsave လုပ်မယ် image နဲ့ save မယ်နော် okay save မယ်ဆိုရင်ဒီထဲဝင်ပါရင်ရောက်လာပြီဒါလေးကိုရေးလိုက်မယ်ဒါနေပြီးတော့ upload လုပ်ဒါဆိုတဲ့ခါလေးဒီမှာတင်လို့ရမယ်အဲ့လိုပေါ့နော်testing အဲ့လိုရတာပေါ့နော်okay အဲ့တော့လောလောဆယ်ကဒီ 2D နောက်လက်ရှိဗီဒီယိုက16မိနစ်အောင်ရှိသွားပြီဆိုတော့ကျွန်တော်ဒီမှာပဲကျွန်တော် break လုပ်မယ်နောက်ဗီဒီယိုမှာကိုကျွန်တော်ဗာ session ပြမှာလေဆိုတော့ဒီ 3D ပေါ့နော်ဒီ6ရဲ့ N3 ရဲ့ L2 ရဲ့ဒီတုံးခုကထုတ်တဲ့ပုံစံတူတူပဲသုံးလုံး calendar နဲ့ပတ်သက်ပြီးတော့ထုတ်တဲ့ပုံစံကိုကျွန်တော်ပါဝင်တဲ့ feature ကိုတက်ရှင်းပြပေးမယ်ပြီးတော့မှနောက်ပြီးတော့မှပါလုပ်တော့လဲဆိုတော့ကဏ္ဍရှာဖွေတဲ့အပိုင်းကဏ္ဍရှာဖွေတဲ့အပိုင်းကဏ္ဍကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဒီ software တက်ကနေဘယ်လိုရှာမှာလဲပေါ့နော်ဒီဟာကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့အခုလက်ရှိဒီ version 3ရဲ့ဒုတိယဗီဒီယိုပတ်သက်ပြီးတော့ရှင်းလည်းပဲမေးလို့ရတယ်လက်ရှိဗီဒီယိုရဲ့အောက်မှာ comment မှတ်ပြီးမေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ version 3ရဲ့တတိယပိုင်းဗီဒီယိုကိုဒီ calendar ထုတ်တဲ့သုံးလုံး calendar ထုတ်တဲ့ပုံစံရဲ့ connect ရှောက်ပြီးတဲ့ဘိုင်းကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါမယ် thank you ပါ